ဟုတ်မေမင်္ဂလာပါရှင်နန္ဒဘလော့မကြိုဆိုပါရယ်ဒီနေ့ကတော့နန္ဒကအင်အားလူရင်းနဲ့ခောက်ဆွဲတက်စားမှာဖြစ်ပါတယ်ခောက်ဆွဲမစားခင်တော့ဒါအလှလှလေးပြင်ရသေးရပါတော့နန္ဒနှကန်းကြီးတစ်ခါဆိုလို့ရှိရင်နှစ်အောင်တွဲဆိုးရမှာကျင်းတဲ့သူဆိုတော့နှကန်းကြီးဆိုတော့အဆိုးပါတယ်ဒါကတော့လိုက်ပို့ပေးရဲ့အမကျေးဇူးတင်တဲ့အနေနဲ့ဘလော့ထဲမှာထည့်ပေးတာပါရဲ့ရှင်ဆိုင်ကိုရောက်တဲ့အချိန်မှာတော့ဘာစားလို့စားမှမသိပါဘူးခောက်ဆွဲရဲ့အရင်များရင်လက်လုံးခောက်ဆွဲဆိုတော့အများကြီးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့နဲ့ပဲမီနူးကြီးရှောက်ကြည့်ပါတယ်ရှောက်ကြည့်နေခောက်ဆွဲပဲမှာလိုက်ပါတယ်အဲ့အချိန်မှာခောက်ဆွဲကိုလုပ်ပြနေအောင်အပြင်ထွက်လဲရိုက်ပါတယ်ထဲထဲကနေလည်းပြန်ပြီးတော့ရိုက်ပါတယ်ဒါကတော့ခောက်ဆွဲမရောက်လာသေးလို့ယူပါဒါနလေးပါဟိုကြည့်ဒီကြီးနဲ့ခောက်ဆွဲဆောင်နေတာဖြစ်ပါရဲ့ရှင်ဝါခောက်ဆွဲရောက်လာတဲ့အချိန်မှာခောက်ဆွဲကနည်းနည်းချိုနေရောရုပ်စီရေးထည့်စားပါတယ်ခောက်ဆွဲအများကြီးပဲအဲ့တော့တပွဲတော့မကုံတော့ဘူးဒီဘက်ကအမဲသားမှုကျော်လည်းရှမ်းကောင်းပါတယ်အဲ့တော့ဆွဲပါပြီရှမ်းကိုကောင်းပါတယ်လက်မတော့ဘလို့ထောင်လို့ထောင်မှန်းတော့မသိပါဘူးအရန်ကိုကြိုက်သွားပါတယ်တကယ်ကိုဘယ်လိုပြောမလဲ China ရောက်သွားသလိုခံစားရပါတယ်အရှိရောခောက်ဆွဲရတာရောကဲစားပြီးပြီဆိုတော့ဘိုင်းဝါတော့အိမ်ပြန်မှာဖြစ်ပါတယ်အိမ်ပြန်လာလည်းအလှလေးပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်